ညာတို့အနေနဲ့ချစ်ဆိုတာဘလို့ TV နားလဲကြလဲပိဆက်ချင်းလို့ပဲဖြစ်ဖြစ်ရယူချင်းလို့ပဲဖြစ်ဖြစ်နားလဲထားမယ်ဆိုရင်တော့ဒီဇလန်ကခမရဲ့နှလုံးသားကိုမေးခွန်းထုတ်မိစေမှာတေချာပဲဗျဇလန်ရဲ့တိတ်စီပြန်ကောက်ရရင်တော့ဒီရမှာအေးစစ်စစ်နဲ့လူအတိုင်းဝိုင်းကိုစိတ်မဝင်စားရတဲ့ဟာရူကီတယောက်ဆေးရုံမှာတန်းစီဆောင်ဆိုင်နေရင်ကျမ်းမြေပေါ်မှာပြုတ်ကျနေတဲ့ဒိုင်ယာရီစာအုပ်လေးတစ်အုပ်ကိုကောက်ရခဲ့ပါတယ်ဒီစာအုပ်ရဲ့ခေါင်းစဉ်ကယောဂဝေဒနာနဲ့အတူရှင်သန်ခြင်းနဲ့စာအုပ်ကိုဖွင့်ဖက်ကြည့်လိုက်တဲ့အခါမှာတော့ဒါတူတန်းမော်ဆာကူရာရဲ့ဒိုင်ယာရီဖြစ်နေပြီးတော့သူ့မှာကုတလို့မရတဲ့ပန်ခရီးယပ်ကင်ဆာယောဂခံစားနေရကအတစ်ရှင်မို့လာပိုင်းမဲလိုတော့တယ်ဆိုတာကိုသိရှိလိုက်ရပါတယ်ပုံမှန်လူဆိုရင်တနာတာထိတ်လန့်တာမျိုးဖြစ်သွားမှာဖြစ်ပေမဲ့ဟာရူကီကတော့ဘာခံစားချက်မှမရှိဘဲခက်အေးအေးပဲတုံ့ပြန်ခဲ့ပါတယ်ဒီလိုထူးထူးခြားခြားတုံ့ပြန်မှုကိုမြင်ရတော့ဆာကူရာကစိတ်မဆိုးတဲ့ပြင်သဘောကျပြီးရီမောခဲ့ပါတော့တယ်ဆာကူရာဟာဒီလက်ဝတ်ချက်ကိုဘသူကိုမှမပြောဖို့ဟာရူကီကိုတောင်းဆိုခဲ့ပါတယ်ဟာရူကီကလည်းအเจ้าမတငယ်ချင်းမရှိလူတကာနဲ့မပတ်သက်တဲ့သူမို့လက်ဝတ်ချက်ထိမို့ကမခက်ခဲခဲ့ပါဘူးဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ကံကြမ္မာကဒီမှာရင်ပြီးသွားခဲ့ပါဘူးဆာကူရာဟာရူကီရှိရဲ့စာကြည့်လိုက်မှာစာကြည့်လိုက်မှုအဖြစ်လိုက်ဝင်ပြီးဟာရူကီစိတ်မဝင်စားတဲ့ကြားကပဲသူ့အနားကိုအမြဲကပ်နေပါတော့တယ်ဆာကူရာဟာသူမမတည်ခင်လှုပ်ချင်တဲ့အရာတွေရဲ့ list တွေကိုရေးမှတ်ထားပြီးအဲ့ဒါတွေကိုဟာရူကီနဲ့ပဲအတူလှုပ်ချင်ခဲ့တာပါဘာလို့လဲဆိုတော့ဟာရူကီကသူမရဲ့ယောဂကိုတီးထားပေမဲ့သူမအပေါ်တနာပြပြီးမစစ်ဆန်ပဲပုံမှန်အတိုင်းစစ်ဆန်ပေးတဲ့တူတဲတော့သူဖြစ်နေလို့ပါတရတော့သူတို့နှစ်ယောက်စားတောက်ဆိုင်မှာတူစားရင်ရှေးလူကြီးတွေကဘိုင်အောင်ရင်ဝမ်ဘိုက်ကိုစားတယ်ဦးနာရင်ဦးကိုစားပြီးကုတကြတယ်ဆိုတဲ့အကြောင်းဟာရူကီကပြောပြရာကနေဆာကူရာကလည်းဒါဆိုငါပန်ခရီးယပ်ယောဂပြောင်းအောင်မင်းရဲ့ပန်ခရီးယပ်ကိုငါစားကျင်တယ်ဆိုပြီးနောက်ပြောင်းခဲ့ပါတယ်သူတို့နှစ်ယောက်တဖြည်းဖြည်းနီးစပ်လာတာကိုမြင်တဲ့ဆာကူရာရဲ့အခင်ဆုံးတငယ်ချင်းဂျိုကိုနဲ့အတန်းကောင်းဆောင်တာကာဟီရိုတို့ကဟာရူကီကိုကြည့်မရဖြစ်လာကြပါတယ်တာကာဟီရိုဟာဆာကူရာရဲ့ရီစားဟောင်းဖြစ်ပြီးတဝင်းတုံမှုတွေကြောင့်ဟာရူကီကိုထိုးကျိတ်တဲ့အထိပြဿနာတွေတက်ခဲ့ပါတယ်ဒါပေမဲ့ဆာကူရာဟာရူကီဘက်ကကာကွယ်ပေးခဲ့ပြီးသူတို့နှစ်ယောက်ရဲ့တန်ရောစင်ကပိုခိုင်မြဲလာခဲ့ပါတယ်သူတို့နှစ်ယောက်ခီးတွေအတူတူတွားကြတယ်ဟိုတယ်မှာအခန်းတစ်ခန်းနဲ့အတူတူတဲခိုရင်ဆာကူရာရဲ့ဆေးအမြောက်များကိုဟာရူကီမြင်လိုက်ရတဲ့အခါမှာတော့ဆာကူရာတကယ်ပဲတရံဇဲဇဲအခြေအနေဖြစ်နေပြီဆိုတာကိုသူသတိပြုမိသွားပါတယ်အဲ့ဒီညကအမှန်တရားပြောတမ်းကစားကြရင်ငါတကယ်တော့တရားမှာရမ်းကြောက်တယ်ဆိုရဲဆာကူရာရဲ့ရင်ဖွင့်နှံကြောင်းဟာရူကီရဲ့ရင်ထဲမှာစာနာစိတ်တွေပိုတိုးလာခဲ့ပါတယ်ရုတ်တရက်ဆာကူရာဆေးရုံတက်လိုက်ရတဲ့အချိန်မှာတော့ဟာရူကီတယောက်တူမကိုဆုံးရှုံးလိုက်ရတော့မလားဆိုပြီးစိုးရိမ်စိတ်တွေဝင်လာပါတယ်ဆေးရုံမှာသူတို့နှစ်ယောက်အတစ်ရှင်ချင်းရဲ့အတိတ်ပဲကိုဆွေးနွေးခဲ့ကြပြီးဆာကူရာကအတစ်ရှင်နေဆိုတာတခြားသူတွေနဲ့ဆင်နွယ်နေတာချစ်တာမုန်းတာတယောက်ယောက်ကိုပွေ့ဖက်ထားနိုင်တာဟာအတစ်ရှင်ချင်းပဲလို့ဖြေခဲ့ပါတယ်ဆေးရုံနောက်ဖေးကတောင်ကုန်းပေါ်မှာညဘက်မီရှူမီပန်းတွေအတူကြည့်ရင်ဟာရူကီကတူမကိုတကယ်ပဲအတစ်ရှိစေခြင်းတဲ့အကြောင်းကိုဖွင့်ပြောခဲ့ပါတယ်မကြခင်မှာပဲဆာကူရာဆေးရုံကဆင်းခွင့်ရခဲ့ပြီးသူတို့နှစ်ယောက်ဆုံနေကြနေရာမှာတွေ့ဖို့ချင်းဆိုခဲ့ပါတယ်ဟာရူကီကဆိုင်မှာစောင့်နေရင်းနဲ့တူမစီကိုစာတစ်စောင်ပို့လိုက်ပါတယ်ဒါကတော့ငါမင်းရဲ့ပန်ခရီးယပ်ကိုစားခြင်းနဲ့ဆိုတဲ့စာလေးပါပဲဒါပေမဲ့အချိန်တွေဘလောက်ပဲကုန်လွန်သွားပါစေဆာကူရာရောက်မလာခဲ့ပါဘူးညနေဆောင်အိမ်ပြန်ရောက်တဲ့အခါ TV သတင်းမှာအထက်တန်းကျောင်းသူတို့လမ်းမှာဓာတ်ထိုးလူရဲခံရပြီးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုဟာရူကီကြားလိုက်ရပါတယ်အဲ့ဒီမိန်းကလေးကတော့ဆာကူရာကိုယ်တိုင်ပါပဲယောဂကြောင့်တိတ်ဆုံးရမှာထင်မျောလင်းမထားတဲ့မတော်တဆလူတက်မှုကြောင့်ဆာကူရာရဲ့ဘဝလေးချင်းချင်းအဆုံးတက်သွားခဲ့ရတာပါဒဏ်ရာတွေကအမှန်တရားနဲ့ဘဝတဲ့ဒဏ်ရာပြင်းထန်လွန်းလို့ဟာရူကီတယောက်နာရီခန်းသားကိုတောင်မသွားနိုင်ပဲအခန်းထဲမှာပဲအောင်းနေခဲ့ပါတယ်။ဆယ်ရက်လောက်ကြာပြီးနောက်မှာတော့စိတ်ကိုတည်ငြိမ်ထားပြီးဆာကူရာရဲ့အိမ်ကိုရောက်သွားခဲ့ပါတယ်။အဲဒီမှာဆာကူရာရဲ့အမေကဆာကူရာတေးမတွားခင်ကမှာထားခဲ့တဲ့အတိုင်းဒဏ်ရာရီစာအုပ်လေးကိုဟာရူကီလက်ထဲအပ်နိုင်ခဲ့ပါတယ်။ဒဏ်ရာရီကိုဖတ်ကြည့်တဲ့အခါဆာကူရာဟာရူကီကိုဆေးရုံမှာမဆုံးခင်ကလေးကတတိထားမိပြီးသဘောကျနေခဲ့ကြောင်းသူတို့နှစ်ယောက်ဟာဆန့်ကျင်မဲ့ဇယိုက်တွေရှိပေမဲ့တယောက်ကိုတယောက်ပြည်စုံစေခဲ့ကြောင်းရည်သားထားပါတယ်။ဒန်ရဲ့နောက်ဆုံးစာမျက်နှာမှာတော့မင်းရဲ့အမိကိုဒန်ရဲမှာချန်လက်ထားခဲ့ပါတယ်။မင်းဟာငါအတွက်တငယ်ချင်းချစ်တူဆိုတဲ့စကားလုံးတွေထဲမှာကအတိတ်ပဲရှိတဲ့သူပါလို့ရည်သားထားတာကိုဖတ်ပြီးဟာရူကီတယောက်မျက်ရည်တွေထိမ့်မရအောင်ငိုကြွေးပါတော့တယ်။နောက်ဆုံးမှာတော့ဟာရူကီဟာဆာကူရာရဲ့ဆန္ဒတိုင်းဂျိုကိုစီကိုတွားပြီးဒန်ရီကိုပြကအမှန်တရားကိုဖွင့်ပြောခဲ့ပါတယ်ဂျိုကိုကလှုပ်ဝတ်ထားတဲ့အတွက်ဒေါသထွက်ငိုကြွေးခဲ့ပေမဲ့တနေ့အကြာမှာတော့ဟာရူကီဟာအရင်လိုလူတော်မတိုးတဲ့သူမဟုတ်တော့ပဲဆာကူရာလိုမျိုးပွင့်လင်းပြီးတငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းနိုင်တဲ့လူတစ်ယောက်အဖြစ်ဘဝကိုအကောင်းဆုံးပြောင်းလဲသိရှင်သွားနိုင်ခဲ့ပါတော့တယ်
ကဲခမားတို့အနေနဲ့အချစ်ဆိုတာကိုဒါတွေ့တာသိချခဲ့မယ်ဆိုရင်တော့လူတစ်ယောက်ကိုပြောင်းလဲစီတာပဲဖြစ်ဖြစ်လူတစ်ယောက်ကြောင့်ပြောင်းလဲခဲ့တာပဲဖြစ်ဖြစ်တီချာပေါက်ရှိခဲ့လိမ့်မယ်ဗျ